ပြည်ပရောက်နေတဲ့ဖုံဖုံရဲ့ဓမ္မမိတ်ဆွေတဦးကဖုံဖုံကိုလာရောက်ပြီးတော့ရှောက်ထားတယ်။ဖုံဖုံဗျာတဲ့တပည့်တို့ပြည်ပကိုရောက်နေကြတဲ့တချို့သောပုဂ္ဂိုလ်တွေဟာတဲ့တပည့်တို့နိုင်ငံသားအချင်းချင်းကိုနိုင်တဲ့စီးနှင်းနေပြုတယ်ဗျာအနိုင်ကျင့်တယ်ဗျာဂုတ်သွေးစုပ်တယ်ဗျာအသားတွေကလောက်ထွက်လူမျိုးတွေအများကြီးပါဗျာလို့ပြီးတော့အဲ့တဲ့ဆိုတာကတဲ့တချို့မိသားစုတွေပြိုကွဲသွားအောင်စီးမဆောင်ကြတော့ဘူးဗျာတဲ့အိမ်တော်ရေးတွေဖောက်ပြန်ကြတယ်ဆနိုင်ကြော်တဲ့အလုပ်တွေကိုလုပ်ကြတယ်အဲ့လိုလုပ်ကြတဲ့အတွက်တပည့်တော်တို့တွေအရန်ကိုစိတ်ဆင်းရဲကြရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှအရှင်ဘုရားတရားလေးတစ်ပုဒ်ဟောပေးပါလို့လာရောက်ပြီးတော့မှရှောက်ထားပါတယ်ဘုံဘုံပြောချင်တာကတော့မြန်မာနိုင်ငံမှာနေစဉ်အတွင်းကတော့လိုက်နာတာမလိုက်နာတာကိုဖေးချိတ်ဆရာတော်တန်ဃာတော်တွေကတော့ဒီ၅ပါးသီလနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြောဆိုဆုံးမနေတာတော့ရှိပါတယ်ဒီပနိုင်ငံကိုရောက်သွားမယ်ဆိုရင်တော့အနည်းကပြောဆိုဆုံးမတဲ့ဆရာသမားတွေတန်ဃာတော်တွေမရှိတဲ့အတွက်စီးမဆောင်ကြဘူးပေါ့ဒါမျိုးတွေလည်းပဲဖြစ်တတ်ပါတယ်ကံ၅ပါးကိုဈေးစစ်လို့မရဘူးဗျအချို့ပုဂ္ဂိုလ်တွေကပြောတယ်တပည့်တို့၅ပါးသီလထဲမှာပါဏာတိပါဒကံကိုတော့တပည့်တော်တို့ရှောင်လို့မရဘူးဗျအလုံးမိတယ်ဗျကျန်တဲ့၄ပါးပဲထိမ့်မယ်မရပါဘူးမုဒ္ဒဝါဒကံလေးကတော့တပည့်တော်တို့ထိမ့်လို့မရဘူးဗျတဲ့လွန်ကျုံးမိတယ်ကျန်တဲ့၄ပါးကိုထိမ့်မယ်ဗျမရပါဘူးဈေးစစ်လို့ကိုမရပါဘူးဘာဖြစ်လို့ဈေးစစ်လို့မရတာလဲလို့ဆိုတော့ဆိုကြပါစို့အရင်ဘဝကပါဏာတိပါဒအမှုတွေကိုကျူးလွန်ခဲ့တဲ့ပုဂ္ဂိုလ်သူများအသက်တွေကိုတတ်ခဲ့တယ်ဖြတ်ခဲ့တယ်ညှင်းဆဲခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာအသက်တိုမယ်အနာရောဂါတွေများမယ်အရင်ဘဝကသူများဥစ္စာတွေကိုခိုးခဲ့တယ်နိုင်တဲ့စီးနှင်းလုပ်ပြီးတော့လူယူခဲ့တယ်ဖြက်စီးခဲ့တယ်ဆိုရင်ဒီဘဝမှာကိုယ့်ရဲ့ရှာဖွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဟာရေကြောင်းတော်၎င်းမီးကြောင်းတော်၎င်းမင်းကြောင်းတော်၎င်းခိုးတူကြောင်းတော်၎င်းအမွေခံသားစိုးသမီးစိုးကြောင်းတော်၎င်းပစ္စည်းဆုံးရှုံးမှုတွေရှိတတ်ပါတယ်။အရင်ဘဝကသူ့သားများကိုစော်ကားပြမခဲ့တယ်။အာရမတွေပြုကျင့်ခဲ့တယ်ဆိုရင်ဒီဘဝမှာလူမုန်းများမယ်။သူ့ကိုချစ်တဲ့ခင်တဲ့လူတွေကလည်းပဲသူ့ကိုပြစ်ခွာသွားကြလိမ့်မယ်။ဒါကမေသူမေဇာစာရကံရဲ့မကောင်းကျိုးပေါ့။ချစ်လူခင်ပေါ်ကျင်တယ်ဆိုရင်တော့ကာမေသူမေဇာစာရအမှုကိုတော့ဘလို့ပဲဖြစ်ဖြစ်ရှောင်ကျင်ကြရမှာဖြစ်ပါတယ်။ဒါကတော့ကတတိသားတယောက်ဟာလမ်းဘေးမှာရနေတော့အဲ့ဒီလမ်းမကြီးကိုလင်မယားစုံတွဲနှစ်ယောက်ရှောက်လာကြတယ်ဗျလင်မယားစုံတွဲကလည်းညကားစားနဲ့တူပါတယ်တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ကြည်ကြည်နူးနူးပျော်ပျော်မြူးမြူးနဲ့လမ်းလျှောက်လာတဲ့အချိန်မှာတထေးသားကမြင်သွားတယ်မြင်တာလည်းပဲဘေးကယောက်ျားကိုမမြင်ဘူးမိန်းကလေးကိုပဲမြင်တယ်မြင်တော့သူ့စိတ်ထဲမှာဘာဖြစ်လာတော့ဆိုຢာကားတွေတပွားပွားဖြစ်လာတယ်ဟာလာလိုက်တာချောလိုက်တာငါရဲ့ဇနီးမယားဖြစ်ရင်ကောင်းပါပဲလို့သူ့ရဲ့ရင်ထဲမှာຢာကတွေຢာကမီးတွေလောင်ကျွမ်းနေတယ်ပေါ့လင်မယားတစ်ယောက်ကတော့တတိသားကိုတတိမထားမိပါဘူးသူတို့ကတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ပျော်ရွှင်ရွှင်နဲ့ရီမောမောနဲ့ဖြတ်သွားပါတယ်တတိသားကိုကြော်သွားပြီလေဆိုရောအဲ့တော့မှတတိသားကတတိပြန်ဝင်လာတယ်လက်စားတတ်ငါသူများမယားကိုပြစ်မှားနေတာပဲစိတ်နဲ့ပြစ်မှားတာတော့အလူတွေမားကြတယ်ဆိုတာဒီဖြစ်ပေါ်လာတဲ့ຢာကမီးကိုမငိမ့်နိုင်တာပေါ့မငိမ့်နိုင်တဲ့အတွက်သူ့သားမယားကိုစော်ကားပြင်မာမိတယ်သူများရဲ့မိသားစုအတိုက်အအုံကိုဖျက်ဆီးတယ်လို့ဖြစ်သွားတယ်သူများချစ်လူနေတဲ့သမီးရီးစားဘဝတွေကိုသမီးရီးစားတွေကိုစနိုက်ကြော်တယ်လို့တွေဖြစ်သွားတယ်ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ရင်ထဲမှာလောင်ကျွမ်းနေတဲ့ຢာကမီးကိုမထိန်ချုပ်နိုင်လို့ဖြစ်ပါတယ်အခုဒီတထေးသားလေးကတော့သူ့ဖြစ်နေတဲ့ຢာကစိတ်ကိုသူသိလိုက်တယ်။အော်ငါရင်ထဲမှာဖြစ်နေတဲ့ຢာကစိတ်ဟာသူ့သားမယားကိုမကောင်းကြံနေပါလား။သူများမိသားစုအတိုက်အုံကိုဖျက်ဆီးနေတာပါလား။ဒီစိတ်နဲ့တာငါတည်သွားမယ်ဆိုရင်တေချာဘက်ကအပယ်၄ပါးကိုကြားတော့မယ်။အပယ်ဘုံကိုဆင်းရမယ်။ငရဲကြားတော့မယ်လို့သူသိလိုက်ပါတယ်။သိလိုက်ပြီဆိုတာနဲ့တပြိုင်နက်ချက်ချင်းဗရိတ်အုပ်နိုင်ပါတယ်။ပြီးတော့လိညာပြောဆိုတာနဲ့ပတ်သက်ပြီးတော့အရင်ဘဝကလိညာပြောဆိုခဲ့တယ်ဆိုရင်ဒီဘဝမှာသူ့ရဲ့စကားကိုဘယ်သူမှလည်းပဲယုံကြည်မှုမရှိဘူးဩဇာအာဏာတရားမှုလည်းပဲမရှိဘူးသားတွေသမီးတွေဇနီးတွေမယားတွေကလည်းပဲသူ့စကားကိုဘယ်သူမှနားမထောင်ဘူးဒါကလက်တွေ့အကျိုးပါလက်တွေ့လက်ငင်းပေါ့လက်ငင်းမှာလည်းပြစ္ဆုတ်ပံမှာမုဒဝါဒပြောတဲ့လူရဲ့စကားကိုဘယ်သူမှယုံကြည်မရှိဘူးလေသူရာမတွေကကံနဲ့ပတ်သက်ပြီးတော့
ဒီရက်ဒီတောက်စားခဲ့မယ်ဆိုရင်ဒီဘဝမှာအယူအနံဘဝကြက်မပြေတဲ့ဘဝအယူတစ်ပိုင်းဘဝကိုရောက်တတ်တယ်။အဲကြောင့်မို့ကံ၅ပါးဟာတစ်ပါးမှဆေးစင်လို့မရဘူး။ဘယ်နေရာဘယ်ဒေသကိုပဲရောက်ပေါ့နော်။မြန်မာနိုင်ငံမှာပဲနေတယ်ပြည်ပနိုင်ငံမှာပဲနေတယ်ဘယ်နေရာမှာပဲနေနေဒီကံ၅ပါးတဲ့ကတစ်ပါးကိုကျူးလွန်မယ်ဆိုရင်တော့အဲ့ဒီပုံကိုယ်တွေဟာအပြစ်ကတော့တေချာပေါက်ကိုဖြစ်မှာပဲ။အဲ့ဒီအပြစ်ရဲ့ဆိုးကျိုးကိုလည်းပဲပေးမှာပဲ။ကုသလံအနာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာဘယ်နေရာမှာပဲနေနေမြန်မာနိုင်ငံမှာပဲနေနေပြည်ပမှာပဲနေနေကုသိုလ်ကောင်းမှုတွေနဲ့နေတဲ့ပုံကိုယ်ကတော့ကုသိုလ်ဆိုတာအပြစ်မရှိဘူးအကျိုးပေးတဲ့အခါမှာလည်းပဲကောင်းတဲ့အကျိုးချမ်းသာတဲ့အကျိုးတွေကိုပေးတယ်။အကုသလံတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာတဲ့အကုသိုလ်ဆိုတာကတော့အပြစ်နဲ့တကွာဖြစ်တယ်။အပြစ်ဆိုတာသူများသားများကိုစော်ကားပြစ်မှားတယ်ဆိုရင်ကိုယ်တိုင်လည်းအပြစ်ဖြစ်တယ်။သူများကိုလည်းသူများအပေါ်မှာလည်းအပြစ်ကျူးလွန်ရရောက်တယ်။အဲ့ဒီအပြစ်ကျူးလွန်ထားတဲ့ပုဂ္ဂိုလ်ဟာဒုက္ခဝိပါကလက္ခဏာတဲ့မကောင်းတဲ့အကျိုးကိုပေးမှာတော့အသေးချာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဘယ်နေရာဘယ်ဒေသမှာပဲနေနေဒီကံ၅ပါးကိုကျူးလွန်ကြတဲ့ပုဂ္ဂိုလ်တွေနော်သူသားများကိုစော်ကားပြစ်မှားကြတဲ့ပုဂ္ဂိုလ်တွေဒီပုဂ္ဂိုလ်တွေဟာရောက်ရဘဝရောက်ရဒေသမှာလူမုံများမယ်ချစ်တဲ့ခင်တဲ့လူတွေကသူ့ကိုအကုန်လုံးကဆွန့်ခွာသွားတဲ့ကံမျိုးကိုဆိုးကျိုးကိုကြုံရလိမ့်မယ်။ဒါကြောင့်မို့ဘယ်နေရာဘယ်ဒေသမှာပဲရောက်၅ပါးသီလကိုမြဲပြီးတော့မှအားလုံးပဲစောင့်ထိန်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေ။